Hello ဒီနေ့2024ရဲ့နောက်ဆုံးရက်မှာပွန်ချက်လို့တောက်ဖြစ်ပါတယ်။ဘာတွေထက်မလဲဆိုတော့ကြံတကာရဲ့ကြံချောင်းရဲ့နောက်ပန်းဒီရဲ့ပြီးတာကမလကာတီတစ်သေးလေးတွေပါ။ကြံကိုအခွန်ခွာပြီးတော့တစ်သေးလေးတွေတုံးမယ်။ပြီးရင်ပန်းဒီကိုလည်းအစိတ်ကလေးတွေစိတ်ထားလိုက်မယ်။ပြီးရင်မလကာတီကဒီမက္ကဆီကိုမှာလောလောဆယ်တွေ့ရတော့အဲ့အလုံးသေးသေးလေးပေါ့နော်သူကအရန်လဲမှုေးတယ်အရန်လဲချိုတယ်အားလုံးတုံးပြီးရင်အိုးထဲကိုကြံတကာထည့်မယ်ပြီးရင်ဒါကဆီနမွန်အချောင်းလေးပေါ့နော်တစ်ချက်ပိုးခောက်ဒီဟာလေးတွေပါထည့်ပြီးတော့ရေထည့်ပြီးဒါကိုပြုတ်ရပါမယ်ပွန်ချဲ juice ကိုဒီမက္ကဆီကိုမှာပေါ့နော်ဒီဇင်ဘာလခရစ်စမတ်နဲ့ New Year ဝင်းကျင်မှာသူတို့တောက်ကြရပေါ့နော်ပြီးသူရဲ့အရာသာချိုမှုမွေးလေးပါအသီးတွေပေါင်းဆက်ပြီးဖြော်ထားတာဖြစ်တဲ့အတွက်ကျမရင်းနဲ့လည်းညီညွတ်တယ်ကိုကြိုက်တဲ့အသီးတွေလည်းထည့်လို့ရတယ်ပေါ့နော်စီးသီးတို့ပါတို့အစုံထည့်လို့ရပါတယ်သူကလောက်ရတယ်လည်းအရန်လွယ်တဲ့အတွက်စိတ်ဝင်စားရဲဆိုရင်လောက်တောက်ကြည့်ကြနော်